ဒီမိန်းကလေးအတွက်ပတ်စံတွေကအသက်လိုပဲအရေးကြီးတယ်ဒါပေမဲ့နောက်ပိုင်းသူ့အဖေကိုယ်တိုင်ခိုးသွားမယ်ဆိုတာသူမှမသိသေးဘူးဒီတင်ချပါရမီရှင်မလေးကသူ့စာမှုပွဲကိုတမင်တကာဖျက်ဆီးပစ်လိုက်တဲ့ပုံမှန်ဆိုရာပြည့်ရနေကြပေမဲ့ဒီတစ်ခါရီကမေးခွန်းနှစ်ခုကိုတမင်မှဖြေပြီး60အမှတ်ပဲရအောင်လုပ်ခဲ့တာသူကအတန်းထဲမှာအတော်ဆုံးဖြစ်တဲ့အီရဲတောင်းဆိုတဲ့အတန်းဖော်နဲ့သဘောတူညီချက်လုပ်ထားတာဒီတစ်ခါရီအမှတ်နဲ့သွားရင်အီရဲတောင်းကပထမရမယ်ရီကတော့9သိန်းရမယ်ပေါ့ဒီပတ်စံကတောင်းအတွက်ဘာမှမဟုတ်ပေမဲ့ရီနဲ့သူ့ညီမလေးကိုတပတ်စာလုံလောက်ကျွေးမွေးဖို့လုံလောက်တယ်အဲ့ဒီနောက်ပိုင်းမှာရီကအီရဲတောင်းရဲ့အိမ်စာတွေကိုပတ်စံယူပြီးပုံမှန်လုပ်ပေးခဲ့တယ်တနေ့နေ့လယ်စာစားချိန်မှာသူ့အတန်းပိုင်ဆရာမကခေါ်တွေ့တယ်ကျောင်းဖိုရံမှာပုံတွေတက်နေတာရီကအီရဲတောင်းစီကပတ်စံယူနေတဲ့ပုံတွေဆရာမကသူ့မိဘတွေကိုမနှက်ဖြန်ခေါ်လာဖို့ပြောလိုက်တယ်အဲ့ဒီညနေမှာရီမောပန်းစွာအိမ်ပြန်လာတော့ညီမလေးကပိုက်စာနေတာနဲ့ညစာချက်ပြုတ်ဖို့စောင့်နေတာတကားဖွင့်လိုက်တော့လန့်သွားတယ်အကျွေးရှင်တွေရှောင်ပြေးနေတဲ့သူ့အဖေကပြန်ရောက်နေတာရီကစပွဲတစ်လုံးအပြည့်အစားအစာတွေချက်ပြုတ်လိုက်တယ်အဲ့ဒီမြင်ကွင်းကြောင့်သူ့အဖေတော်တော်လေးအံ့အားသင့်သွားတယ်ညစာစားနေတော့သူ့အဖေစီကိုအကျွေးရှင်တွေစီကဖုံးဝင်လာတယ်အဲ့ဒီညမှာရီကတူရှာထားတဲ့ပတ်စံတွေအကုန်ထုတ်စားအိတ်ထဲထည့်လိုက်တယ်မနှက်ဖြန်အီရဲတောင်းကိုပြန်ပေးဖို့ဆုံးဖြတ်လိုက်တာဒါမှကျောင်းကကောလာဟာလာတွေရက်မှာလေနောက်မနက်မှာညီမလေးကရီကိုနှိုးလိုက်တော့သူ့အဖေကပျောက်နေပြီးရီကျော်ဖို့အိတ်လဲပွင့်နေတာတွေ့တော့သူ့အဖေသူ့ပတ်စံတွေခိုးသွားမှန်းချက်ချင်းနားလည်လိုက်တယ်ရီတကယ်ကိုရင်ကွဲမတက်ခံစားရတယ်ညကသူ့အိတ်နေတော့သူ့အဖေကသူ့ကျော်ဖို့အိတ်ထဲကပတ်စံတွေအကုန်ခိုးသွားခဲ့တာကျောင်းမှာတော့အတန်းပိုင်ဆရာမကရီကိုမေးတယ်သူ့အဖေလာမလားမလာဘူးလားဆိုတာအီရဲတောင်းရဲ့အမေကလည်းဒီကိစ္စကိုကြီးကြီးမားမားလုပ်ချင်နေတာရီမအမှန်တိုင်းပြောပြဖို့ကလွယ်လို့တခြားရွေးချယ်စရာမရှိတော့ဘူးအဲ့ဒီညနေမှာသူ့အဖေဖုန်းဆက်လာတယ်ရီကိုသူ့ကိုနားလည်စေခြင်းတဲတဲ့ရီနဲ့သူ့ညီမလေးကိုမြင်ရတာအပြစ်ရှိတယ်လို့ခံစားရတယ်လို့ပြောတယ်ရီကသူ့အဖေရဲ့ဒီလိုပုံစံကိုယိုးနေပြီးအဲ့ဒီနောက်ပိုဆိုးတာကဖြစ်လာတယ်နောက်တနေ့ကျောင်းမှာစုဝေးပွဲလုပ်ပြီးအီရဲတောင်းကိုဂုံတူးဆောင်စုပေးတယ်အီရဲတောင်းကဘာဖြစ်လို့ဖြစ်မှန်းမသိပေမဲ့ရီမာတော့မကောင်းတဲ့ခံစားချက်ဖြစ်နေတယ်အီရဲတောင်းကရီကိုလှမ်းကြည့်ပြီးလက်ခုပ်တံတွေကြားထဲမချင်မရဲနဲ့စင်ပေါ်တက်သွားတယ်ကျောင်းကပြောတာကအီရဲတောင်းဟာတော်တဲ့ကျောင်းသားတစ်ယောက်တည်းမဟုတ်ဘူးဆင်းရဲတဲ့အတန်းဖော်တွေကိုလည်းကူညီခဲ့တဲ့ကျောင်းသားတွေတီးတိုးပြောစားပြလာပြီးရီကအီရဲတောင်းစီကအကူအညီတွေယူနေတာအကြက်ကင်တာမဟုတ်ဘူးဆိုတဲ့အတိတ်ပေပေါ်ဒီစုကရီဆင်းရဲတယ်ဆိုတာကိုအားလုံးကိုပြောပြလိုက်တယ်လို့ဖြစ်နေတာရီကသူ့မိသားစုဆင်းရဲတာကိုသိပေမဲ့သူတောင်းစားလို့အကူအညီယူတာကိုမလိုချင်ဘူးသူ့ပတ်စံကအမှတ်တွေလျှော့ပြီးရခဲ့တာကြောင့်ကအီရဲတောင်းရဲ့ဂုံတိတ်ခါကိုကာကွယ်ပေးပြီးရီကိုအကုန်လုံးတာဝန်ယူခိုင်းလိုက်တာရီကဆီယာမကိုကြည့်လိုက်တော့ဆီယာမကအပြစ်ရှိတယ်လို့မျက်နှာလွှဲသွားတယ်ရီနားလဲသွားပြီးသူ့ကိုတကယ်နာကျင်စေတာပတ်စံမဟုတ်ဘူးဒီအတ္တကြီးရဲ့လူကြီးတွေပဲရီနဲ့အီရဲတောင်းတို့ဆက်ဆံရေးကအဆင်မပြေတော့ဘူးအီရဲတောင်းကလာပြီးတောင်းပန်နဲ့ဒီလိုဖြစ်လာမယ်လို့သူတကယ်မထင်ခဲ့ဘူးတဲ့ရီကဘာမှမဖြစ်ဘူးလို့ပြောပေမဲ့သူကယူမဆိုင်ဟန်ဆောင်လေးအီရဲတောင်းပို့ပြစ်ရှိတယ်လို့ခံစားရလေပဲ